လူတယောက်ကတနက်ထုတ်ပြီးကော်ဖီဆိုင်ပိုင်ရှင်ကိုတပြတိုက်ဖို့ကြိုးစားတဲ့ဆိုင်ပိုင်ရှင်ကပတ်စံပေးလိုက်ဖို့ပဲစဉ်းစားနေတာဒါပေမဲ့တပြတွေကရုတ်တရက်ဝိတ်တာမလေးကိုပြစ်မှတ်ထားလိုက်တယ်သူတို့ဝိတ်တာမလေးစီကိုလှမ်းသွားမှာပဲဆိုင်ပိုင်ရှင်ကရုတ်တရက်လက်ကိုဝေယမ်းပစ်လိုက်တော့နောက်ထပ်တပြတယောက်တုံ့ပြန်ဖို့တော့အချိန်မရလိုက်ဘူးသူကကောင်တာပေါ်ကနေခုန်ကျော်လိုက်ပြီးကျမ်းပြင်ပေါ်ကတနက်ကိုဆွဲယူကတပြကိုချိန်ပြီးပစ်ချလိုက်တယ်တပြနှစ်ယောက်လုံးကိုစက္ကန့်30အတွင်းရှင်းပစ်လိုက်ဒါပါကော်ဖီဆိုင်တွေကလူတိုင်းအံ့အားသင့်ကုန်ကြတယ်နောက်တစ်နေ့မှာတော့လူစိမ့်တစုကော်ဖီဆိုင်တွေကိုရောက်လာကြတယ်သူတို့ next စီကိုတန်းတန်းမတ်မတ်လျှောက်သွားပြီးမင်းကအရင်ကလူသက်သမားကြွေးလာလို့မေးကြတယ် nick ကညင်းလိုက်တော့အဲ့ဒီလူကနေကမျက်မှန်ကိုချွတ်လိုက်ပြီးသူ့ရဲ့မျက်လုံးပဲဘက်တစ်ဖက်ကွယ်နေတာကိုပြလိုက်တယ်အဲ့ဒါကို nick ကလုတ်ခဲ့တာပါဒါပေမဲ့ nick ကတော့လူမားနေတာလို့ပဲခိုင်မာညင်းဆိုနေတယ်ပြီးတော့တခြားဖောက်တဲ့တယောက်ကိုအေးစစ်စစ်ပဲလှည့်ပြီးဝန်ဆောင်မှုပေးနေတယ်သူစနီးကတော့အဲ့ဒီအဖြစ်ပြက်တွေအားလုံးကိုစောင့်ကြည့်နေတယ်သူမကသူတို့ရန်ရှာဖို့ရောက်လာကြတာလို့ထင်တာနဲ့မသွားရင်ရဲခေါ်လိုက်မယ်လို့တတိပေးလိုက်တယ်ဝစ်စုံဝစ်ထားတဲ့လူကတော့ဒေါသမထွက်ပါဘူးသူကပတ်စံနဲ့ကောင်းတာပေါ်ကိုအေးစစ်စစ်တင်လိုက်ပြီးထူးဆန်းတဲ့အပြုံးနဲ့ထွက်သွားတယ်သူတို့ထွက်သွားပြီးနောက် nick ရဲ့စနီးကတော့စိတ်မချမ်းမသာဖြစ်တာနဲ့မြင်မြင်ဆက်ဆံပဲရှေ့ရစ်ကိုဖုံးဆက်လိုက်တယ်ဒါပေမဲ့သူမဘာမှမသိဘူးဝစ်စုံဝစ်ထားတဲ့လူက Philadelphia ကအစင်းမြင့်မာဖီးယားဂိုင်းကောင်းဆောင်တယောက်ပါလူအများစုဟာသူ့ကြောင့်တေဆုံးခဲ့ကြရပေမဲ့ရဲတွေကတော့တကယ်တက်တဲ့အထောက်အထားကိုတခါမှရှာမတွေ့ခဲ့ဘူးနောက်တနေ့မနက်မှာတော့အပြင်ဘက်မှာကားအနက်ရောင်တစီရုတ်တရက်ရက်လာတယ်ခဏလောက်ဆောင်ပြီးတော့မောင်းထွက်သွားတယ်ကားသွားတဲ့ဘက်ကိုကြည့်နေရင် nick ကရုတ်တရက်တစ်ခုခုမှားနေပြီဆိုတာသိလိုက်တာနဲ့အဲ့ဒီကားနောက်ကိုမြင်မြင်လိုက်သွားတယ်ပြီးတော့အိမ်ကသူ့စနီးကိုဖုံးဆက်ပြီးလက်ကင်တနက်ယူထားဖို့ပြောလိုက်တယ်သူမကအခြေအနေဘယ်လောက်ဆိုးဝါးလဲဆိုတာကိုချက်ချင်းသဘောပေါက်သွားပြီးလက်ကင်တနက်ကိုကြည့်ပြလိုက်တယ်ဒါပေမဲ့ nick နောက်ဆုံးအိမ်ပြန်ရောက်လာတော့ဝစ်စုံဝစ်ထားတဲ့လူတွေကဘယ်မှမရှိတော့ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေကားဟွန်းတန်ကြည်ကြည်လောင်လောင်ထွက်ပေါ်လာတဲ့ဝစ်စုံဝစ်ထားတဲ့လူရောက်လာပါပြီ nick ကတကားမှာလက်ကင်တနက်ကင်ပြီးရက်နေတယ်အဲ့ဒီနောက်ဝစ်စုံဝစ်ထားတဲ့လူကအမိတ်တစ်ခုပေးလိုက်တယ်သူ့လူတွေထဲကတယောက်ကကောင်လေးတယောက်ကိုဆွဲထုတ်လာတယ်အဲ့ဒီကောင်လေးက nick ရဲ့သားပါ